ပန်းငရုတ်ပွားစိမ့်နဲ့မဲသားကီမာနဲ့ချက်စားပါတယ်ရှင်ချက်နီးလေးမျှဝေပေးပါတယ်ကီမာအမဲသားကိုကျွန်မကီမာကြိတ်ထားပါတယ်နော်ကြိတ်ဆက်လေးနဲ့ကြက်သွန်နီ9လုံးကိုနှုတ်ဆင်းထားပါတယ်ဦးလေးထည့်ပြီးတော့ကြက်သွန်ပါတစ်ခါလေးထည့်ပြီးကျွန်မအကုန်ထည့်ပြီးတော့ကီမာကိုတစ်ခေါက်ရင်ပြုတ်ပါမယ်ဂျင်းကြက်သွဖြူနည်းနည်း2စွန်းလောက်ထည့်ပါတယ်ထည့်ပြီးလို့ရှိရင်စားအနေတော့ချုံမုံနည်းနည်းမြုပ်သည့်အရောင်တင်မုံနည်းနည်းမဆလာနည်းနည်းစနွင်းမုတ်တစ်စုံထည့်ပြီးတော့အစုံထည့်ပြီးတော့ကျွန်မတေချာလေးတစ်ပတ်လောက်မှွေပြီးတော့သူ့ကိုပြုတ်ပေးပါမယ်မိနစ်20လောက်အရသာလေးစားရည်အနေတော်လေးတစ်ခါလေးထည့်ပြီးတော့တစ်ပတ်လောက်မှွေပြီးတော့ကြက်သွန်နီနဲ့ကြက်သွန်နီလေးနည်းနည်းဣသွားအောင်လို့သူ့အရင်ကီမာကိုမိနစ်20လောက်အရင်ရေးထည့်ပြီးတော့ပြုတ်လိုက်ပါတယ်နော်ဒီတိုင်းပြုတ်လဲအိုးနဲ့ပြုတ်လဲရပါတယ်ဒါပေမဲ့ကျမအယိုးနူးအိုးနဲ့ဒီ pressure cooker ကအများတန်းသုံးနေကြဖြစ်နေတော့ဒါနဲ့ပဲသုံးရတာပို့အဆင်ပြေလို့ပါရုပ်ပွား9လုံးပါတော့အဲ့ဒါအစိတ်သားပါအမဲသားကကီမာက40သားရှိပါတယ်ရုပ်ပွားအစိတ်သား9လုံးပဲစီးပါတယ်နည်းနည်းလေးရေကြံသေးလို့ကျမအိုးမီးပေါ်နည်းနည်းတင်ပြီးရေနည်းနည်းထပ်အချောက်လုပ်လိုက်ပါတယ်လုပ်ပြီးတော့ကျမတစ်ဖက်ကနေစက်သွန်ဒီတစ်လုံးခရမ်းညင်ဒီတစ်လုံးကိုပပလေးလှီးပြီးနှုတ်ဆင်းပြီးပြန်စီတက်ပါမယ်ဒီမှာတော့အရသာအစုံပါပြီးသွားပါပြီအိုးထဲမှာကီမာထဲမှာကျွန်မအရသာအကုန်ထည့်ပြီးတော့ဒါပေမဲ့စီတက်တဲ့ထဲမှာလည်းကျွန်မနည်းနည်းစီထပ်ထည့်ပါမယ်စက်သွန်ဒီကစုစုပေါင်း6လုံးသုံးပါတယ်စက်သွန်ကကီမာထဲမှာထည့်တာ9လုံးဒီမှာစီတက်တာတစ်လုံးခရမ်းညင်ဒီကတစ်လုံးရုပ်ပွားလေးတွေကိုအထိတ်ကလေးတွေဖြတ်ပြီးတော့အထဲထဲကအစီလေးတွေအညာလေးတွေကိုကျွန်မတီးထုတ်လိုက်ပါတယ်ဘေးဘက်ကနေလည်း2လုံးလောက်ဖောက်လိုက်ပါတယ်ထိတ်ကနေလည်း3လုံးလောက်ဖောက်လိုက်ပါတယ်ဂျင်းကျက်တူလည်းနည်းနည်းထည့်တယ်အကုန်နည်းနည်းစီပြန်လိုက်ထည့်တယ်နော်ရုပ်သီးစနွင်းအကုန်လုံးအစချုံမုတ်မဆလာအကုန်လုံးနည်းနည်းစီပြန်လိုက်ထည့်ပြီးတေချာပြန်ပြီးကောင်းကောင်းအနှစ်ကျေသွားအောင်စီတက်ပြီးလုံးပေးပါတယ်နည်းနည်းလေးချုံမုတ်လည်းနည်းနည်းလေးပြန်ထပ်ထည့်ပါတယ်ထည့်ပြီးတော့စားလည်းနည်းနည်းလေးထပ်ထည့်ပါတယ်တေချာအနှစ်ကျေသွားအောင်ကောင်းကောင်းလေးလုံးတယ်လုံးပြီးလို့ရှိရင်ကျွန်မတစ်ဖက်ကနေကီမာကိုငုတ်သီးတဲ့ကိုထည့်ပါပြီကီမာကိုတစ်လုံးချင်းစီကိုငုတ်သီးကိုကီမာအပြည့်တွတ်လိုက်တယ်စုံးလေးနဲ့ပဲခတ်ပြီးတော့ဘေးဘက်ကနေဘေးဘက်ကနေဖောက်တာတော့လည်းတစ်မျိုးကောင်းတယ်ဒါကကျမတို့ငငယ်တုန်းကအမေအမြဲတမ်းဒီဟင်းကကျမတို့အမေချက်ကျွေးတဲ့ဟင်းပါအလွန်အင်မတန်စားကောင်းပါတယ်ကီမာနဲ့ငုတ်ပွားသွတ်မယ်ကီမာနဲ့ချဟင်ကားဒီသွတ်မယ်ခရမ်းနေဒီသွတ်မယ်ခရမ်းဒီအလုံးကြီးတွေသွတ်မယ်အဲ့လိုကီမာနဲ့ပဲနှက်ပြီးတော့ကျမတို့အမြဲတမ်းအိမ်မှာအမြဲတမ်းချက်ပြီးတော့ကျမတို့အမျိုးဟင်းလို့လည်းပြောလို့ရပါတယ်အဲ့တော့အိမ်မှာအမေနဲ့အဖွားနဲ့ဒီဟင်းကိုအမြဲတမ်းချက်ကျွေးလာလို့ပါကျမလည်းငုတ်ပွားတွေလှတော့မြင်တာနဲ့မဝယ်ပဲမနေနိုင်ဘူးဝယ်လာပြီးချက်ပြလိုက်ပါတယ်ကိုယ်တိုင်လည်းဆွဲလိုက်ပါတယ်အရန်စားလို့ကောင်းပါတယ်ဒီဟင်းကိုထမင်းနဲ့စားလဲအရန်ကောင်းတယ်နံပြားနဲ့စားလဲကောင်းတယ်ချပါတီနဲ့စားလဲကောင်းတယ်ကျမတို့ကတော့နံပြားနဲ့စားပါတယ်နော်နည်းနည်းမင်းလေးအုပ်လိုက်ပါတယ်ရပါပြီရှင်ဟင်းလေးရ share ပါပဲအရန်စားလို့ကောင်းပါတယ်ကြည့်ရှုအားပေးသူတဦးကျေးဇူးကိုကျေးဇူးတင်ပါတယ်ရှင်